အားလုံးပဲမင်္ဂလာပါရှင်။အရှေ့ဘက်တွေမှာရုတ်တရက်သေဆုံးမှုကိုကာကွယ်မှုနဲ့ပတ်သက်တဲ့အသိပညာပေးတွေပြောပြီးတဲ့အခါမှာဆိုလို့ရှိရင်သူနဲ့ဆက်နွယ်နေတဲ့အရေးပေါ်ကားအကြောင်းကိုလေဒီနေ့အနေချင်းပြပြချင်ပါတယ်။လူတော်တော်များများကအရေးပေါ်ကားဆိုတာလူနာကိုဆေးရုံကိုပို့ပေးရုံပဲလို့ထင်ပါတယ်။တကယ်တော့အရေးပေါ်ကားပေါ်မှာဆေးရုံမြောက်ခင်ကတည်းကအသက်ကယ်မှုတွေကုသမှုတွေစတင်နိုင်ပါတယ်။ဒီနေ့မှာတော့ EMS လို့ခေါ်တဲ့အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုတွေကပါလေပေါ့နော်။ဘယ်အချိန်မှအရေးပေါ်ကားကိုခေါ်သင့်တယ်လဲ။အရေးပေါ်ကားပေါ်မှာဘာတွေလုပ်ပေးနိုင်တယ်လဲဆိုတာကိုပြပြမှာဖြစ်ပါတယ်။ဒီ EMS ဆိုတာအရေးပေါ်ကားမှာပါတာဖြစ်ပါတယ်ရှင်။အရေးပေါ်ကားကိုခေါ်တဲ့နေရာမှာဒီ American မှာတော့911ကိုခေါ်လိုက်လို့ရှိရင်အရေးပေါ်ကားနဲ့အရေးပေါ်ဝန်ဆောင်မှုကိုခေါ်တဲ့ EMS ရောက်လာမှာဖြစ်ပါတယ်။ဒါပေမဲ့တနိုင်ငံနဲ့တနိုင်ငံနံပါတ်တွေမတူပါဘူး။ကိုယ့်နိုင်ငံမှာဘာနံပါတ်ရှိရဲဆိုတာအစိုးရကကြိုတင်လေ့လာစုံစမ်းပြီးတော့ကိုယ့်ရဲ့ဖုန်းမှာ save ထားလို့ရှိရင်တော့အကောင်းဆုံးဖြစ်ပါတယ်။ဆိုတော့ပထမဆုံးအနေနဲ့ EMS လို့ခေါ်တဲ့အရေးပေါ်ဆေးဝန်ဆောင်မှုတွေကဘာလဲဆိုလို့ရှိရင်အရေးပေါ်ဖြစ်လာတဲ့အချိန်တွေမှာလူနာကိုအမြန်ဆန်ပေါ့နော်ဆေးဘက်ဆိုင်ရာနဲ့ပတ်သက်တဲ့စောင့်ရှောက်မှုတွေပေးနိုင်တယ်ပြီးလို့ရှိရင်တင့်တော်တဲ့ဆေးရုံကိုလည်းပဲအချိန်မီနဲ့လုံခြုံစွာပေးပို့နိုင်တဲ့ဝန်ဆောင်မှုစနစ်တစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီဝန်ဆောင်မှုမှာဘာပါလဲဆိုလို့ရှိရင်နံပါတ်1ကဖုန်းခေါ်တာနဲ့စပါမယ်။ဖုန်းခေါ်တဲ့အခါမှာအရေးပေါ်ဖုန်းခေါ်ဆိုမှုကိုပြန်ပြီးဖြေမယ် service တွေရှိပါတယ်။ပြီးလို့ရှိရင်တော့အရေးပေါ်ကားတွေပေါ့နော်အရေးပေါ်ယာဉ်တွေကိုလူနာဆီကိုလွှတ်ပေးပါမယ်။ဆေးရုံမြောက်ခင်မှာလည်းကုသစောင့်ရှောက်မှုတွေပေးနိုင်ပါတယ်။လူနာနေတဲ့နေရာကနေစပြီးတော့ကားပေါ်ကနေဆေးရုံရောက်တဲ့အဆင့်အထိလူနာကုသမှုတွေစောင့်ရှောက်မှုတွေကိုစတင်ပြီးတော့ပေးနိုင်ပါပြီ။နောက်လုံခြုံစွာနဲ့မြန်ဆန်စွာဆေးရုံကိုပို့ဆောင်မှုတွေပြုလုပ်နိုင်ပါတယ်။လိုအပ်လို့ရှိရင်မှန်ကန်တဲ့ဆေးရုံကိုရောက်အောင်လည်းလွှဲတာတွေပြုလုပ်နိုင်ပါတယ်။ဒီအချက်အလက်တွေအကုန်လုံးက EMS ဆိုတဲ့အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုတွေမှာပါဝင်ပြီးသားဖြစ်ပါတယ်ရှင်။ပထမဆုံးအနေနဲ့ဘယ်အချိန်မှာအရေးပေါ်ကားပေါ့နော် EMS ကိုခေါ်သင့်တယ်လဲ။ဘယ်အချိန်မှာခေါ်သင့်တယ်လဲဆိုလို့ရှိရင်လူနာအသက်အန္တရာယ်ရှိနိုင်တဲ့အခြေအနေအရေးပေါ်အခြေအနေအကုန်လုံးခေါ်သင့်တယ်။အသက်အန္တရာယ်ရှိပြီးတော့မြင်မြန်ဆန်ဆန်ပို့ဖို့လိုတာတွေပေါ့နော်အခြေအနေတွေပိုဆိုးလာပြီဆိုလို့ရှိရင်ဒီအရေးပေါ်ကားကိုခေါ်သင့်ပါတယ်။ဥပမာအဖြစ်နံပါတ်1ရင်ဘတ်အောင့်တယ်နှလုံးရောဂါသို့မဟုတ်နှလုံးသွေးကြောပိတ်တယ်ပေါ့နော်ရုတ်တရက်နှလုံးသွေးကြောပိတ်တယ် AMI လို့တန်တရားရှိတဲ့အချိန် heart attack ဖြစ်နိုင်တယ်လို့တန်တရားရှိတဲ့အချိန်မှာခေါ်သင့်ပါတယ်။လေဖြတ်တဲ့ယောဂလက္ခဏာတွေရှိတယ်တနည်းအားဖြင့်မျက်နှာရွယ်တာလို့လက်အားနေတာလို့စကားမပြီးမသားဖြစ်လာတယ်ကိုကလေဖြတ်တယ်လို့တန်တရားရှိတယ်ဆိုလို့ရှိရင်လည်းခေါ်သင့်ပါတယ်။အသက်ရှူဖို့ခက်နေတဲ့အချိန်တွေဒါမှမဟုတ်ရှင်အသက်ရှူမဝတဲ့အချိန်တွေမှာအရေးပေါ်ခေါ်တင်ပါတယ်လူနာကကိုယ့်ရဲ့စကားကိုလည်းမတုံ့ပြန်နိုင်တော့ဘူးတတိလစ်သွားတဲ့အချိန်တွေပေါ့နော်လဲကျသွားတဲ့အချိန်တွေအဲ့လိုအချိန်တွေမှာဆိုလို့ရှင်လည်းခေါ်တင်ပါတယ်သူထွက်တန်ရိုးဖြစ်နေတဲ့အချိန်တွေမှာဆိုလို့ရှင်လည်းခေါ်တင်နေနောက်တက်တဲ့အချိန်ပေါ့နော်တက်ပြီးတော့အကြာကြီးတက်နေတဲ့အချိန်တက်ပြီးပြန်တီးရပြီးတော့ပြန်ပြီးတော့တက်တယ်အဲ့လိုထက်တလဲလဲတက်တယ်ဆိုလို့ရှင်လည်းခေါ်တယ်လူအများသိတာကတော့တက်တာကိုတချို့တွေရတယ်ဝယ်ယူပြန်တယ်လို့လည်းခေါ်တယ်ပေါ့နော်အဲ့လိုအခြေအနေဆိုလို့ရှိရင်လည်းခေါ်တဲ့နေပေါ့နော်နောက်တစ်ခုကပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရတဲ့အခြေအနေဆိုလို့ရှိရင်လည်းခေါ်တဲ့ပါတယ်ဆေးတောက်တာပဲဖြစ်ဖြစ်ဆေးထိုးပြီးတော့ဖြစ်ဖြစ် allergy ပေါ့နော်ပြင်းထန်တဲ့ allergy ဖြစ်တဲ့အချိန်အသက်ရှူခတ်တယ်အခန်းတွေပေါ်ရောင်လာတယ်လေချောင်းတွေရောင်ရမ်းပြီးတော့အသက်ရှူကိုပိတ်ဆို့တယ်ပေါ့နော်တစ်ဆို့သွားတဲ့အခြေအနေမှာဆိုလို့ရှိရင်တော့ရေပေါ်ကောင်းအမြင့်ဆုံးခေါ်တင်ပါတယ်နောက်တခြားအသက်အန္တရာယ်ရှိပြီးတော့အခြေအနေကပိုပြီးတော့ဆိုးလာတယ်မြင်မြင်ဆန်ဆန်ပြီးတော့ဆိုးဝါးလာတဲ့အခြေအနေတွေဘယ်အခြေအနေမဆိုခေါ်သင့်ပါတယ်လူနာကိုယ်တိုင်မောင်းပြီးတော့ဆေးရုံပို့ပြီးတော့မလုံခြုံနိုင်တဲ့အခြေအနေမှာ EMS ဆိုတဲ့ Emergency Medical Service ကိုခေါ်သင့်ပါတယ်အချိန်မဆွဲသင့်ပါဘူးပေါ့နော်ဒါဆိုလို့ရှိရင်သူတို့ခေါ်တဲ့အခါမှာဖုန်းနဲ့ခေါ်တဲ့အခါမှာဟိုဘက်ကနေတက်ခဲ့တဲ့သူကိုဘာပြောရမလဲပေါ့နော်ဘာပြောရမလဲဆိုလို့ရှိရင်သတင်းအချက်လက်တွေကိုတိကျမှန်ကန်စွာပေးရမယ်ဘလို့သတင်းချက်လက်တွေစပေးရမလဲဆိုနံပါတ်1ဘယ်နေရာမှာဖြစ်နေလဲဆိုရယ်တိကျတဲ့နေရာ location ပေးရမယ်လိပ်စာရဲ့အခန်းနံပါတ်တွေအဆောက်အအုံနံပါတ်တွေနဲ့အနည်းဆုံးမှရှိတဲ့အမှတ်အသားတွေကိုပြောရမယ်အဲ့ဒါမှသူကပေါ့နော်ဒီအရေးပေါ်လူနာတင်ရင်ကနေပြီးတော့မှန်ကန်တဲ့နေရာကိုရောက်လာမှာဖြစ်ပါတယ်ဖုန်းခေါ်လို့ရှိရင်လည်းပဲဖုန်းလိုင်းကကျသွားတတ်တဲ့အတွက်ကြောင့်မလို့ပြန်ခေါ်နိုင်တဲ့ဖုန်းနံပါတ်ကိုကိုယ့်ရဲ့ဖုန်းနံပါတ်ကိုပေးရပါမယ်နောက်ဘာဖြစ်ခဲ့တယ်လဲဆိုတာပြောရမယ်ဒီလိုရေဘက်အောင့်ပြီးတော့လဲကျသွားတာလားလေဖြတ်တဲ့လက္ခဏာတွေရှိနေသလားမတုံ့ပြန်တော့ဘူးလားဆိုတာကိုပြောရမယ်လူနာအခုသတိရှိနေသေးသလားအသက်ရှူနေသေးသလားအသက်ရှူနေရဆိုလို့ရှိရင်လည်းပုံမှန်ရှူနေသလားဆိုတာကိုပြောပြရမယ်
နောက်အဓိကလက္ခဏာတွေပေါ့နော်ဒီလိုဖြစ်ခင်လက္ခဏာတွေဒီဘက်အောင့်နေဆိုလို့ရှိရင်ဘယ်လောက်ထိဘယ်လိုအောင့်လဲပေါ့နော်မျက်နှာတွေရွေးသလားအသက်ရှူလို့မရဘူးလားသွေးအရင်ထွက်နေလားဒီလိုအဓိကလက္ခဏာတွေကိုပြောပြရမယ်လူနာရဲ့အသက်အရွယ်မိန်းမလားယောက်ျားလားလက်ရှိအခြေအနေအကုန်လုံးကိုပြောပြရမှာဖြစ်ပါတယ်ရှင်နောက်တစ်ခုကဒီဖြစ်နေတဲ့နေရာအန္တရာယ်ရှိလားမရှိလားပြောရမယ်ဥပမာအဖြစ်ကမီးလောင်နေတဲ့နေရာလားမီးခိုးတွေရှိနေသလားရင်တိုက်မှုဖြစ်နေတဲ့နေရာလားရင်ကြောတွေပိတ်ဆို့နေသလားဝင်ပေါက်ထွက်ပေါက်တွေရောပိတ်ဆို့နေသလားဆိုတော့အန္တရာယ်ရှိမရှိကိုဖုန်းလက်ခံပြောရဲလူပေါ့နော်အရေးပေါ်ဖုန်းလက်ခံပြောရဲလူကိုသတင်းချက်လက်သိချပေးရမယ်အဲ့ဒါကြီးကိုယ့်ဘက်ကပြောပြီးလို့ရှိရင်ကိုယ့်ဘက်ကပြန်လေပြီးတော့ညွှန်ကြားလာတဲ့အချက်လက်တွေကိုလည်းပဲလိုက်နာရမယ်ပေါ့နော်ကဲမိသားစုကအခုလိုစောင့်နေတဲ့အချိန်မှာဘာတွေလုပ်တင်တယ်လဲပေါ့နော်အရေးပေါ်ကားလာဖို့စောင့်နေတဲ့အချိန်မှာဘာလုပ်တင်တယ်လဲနံပါတ်1ကတော့လူနာရဲ့ဘေးမှာနေပါလူနာကိုတယောက်တည်းမထားပါနဲ့ဘာဖြစ်လို့ဆိုတော့လူနာအခုတတိရှိနေပြီမဲ့လည်းနောက်ကျလို့ရှိရင်တတိရှိချင်မှရှိတော့မယ်ပေါ့နော်အသက်ရှူတွေရောပုံမှန်ဖြစ်နေသလားဆိုတာကိုအဆက်မပြတ်စောင့်ကြည့်ပေးပါတကားကိုဖွင့်ပေးထားပါပေါ့နော်အရေးပေါ်ကားကလူတွေလာလို့ရှိရင်ဝင်လာလို့ရအောင်လမ်းရှင်းပေးထားပါပေါ့နော်တနည်းအားဖြင့်ပြီးလို့ရှိရင်ချက်လက်တွေကိုပေးဖို့အတွက်ပြင်ဆင်ထားပါ။ဘာကြီးလဲဆိုရှင်လူနာမှာဘာယောဂအခံရှိတယ်လဲပေါ့နော်ယောဂမတန်ဘာဆေးတွေတောက်နေတယ်လဲဘာမတည့်တဲ့ဆေးအခြေအနေရှိလားပေါ့နော်အဲ့ဒါကြီးပေးရမယ်ပြီးလို့ရှိရင်ရေးပေါ်ဆက်သွယ်ဖို့ emergency contact ပေါ့နော်အရေးပေါ်ဆက်သွယ်ဖို့လိပ်စာတွေဖုန်းနံပါတ်တွေနာမည်တွေပေးရမယ်လူနာရေးမပုံတင်လို့ပါတော့ပေါ့နော်ဆိုလို့ရှိရင်လည်းလိုအပ်လို့ရှိရင်အဆင်သင့်ယူထားရမယ်ပေါ့နော်နောက်ပြီးလို့ရှိရင်ဟိုဘက်ကအရေးပေါ်ဖုန်းလက်ခံပြောတဲ့ဘက်ကပေါ့နော်ညွှန်ကြားလာတဲ့ဟာတွေကိုလည်းပဲဖုန်းမချမနဲ့တောက်လျှောက်လိုက်နာပါအကယ်၍လူနာက CPR လုပ်ဖို့ပေါ့နော် chest compression လို့ခေါ်တဲ့ရင်ဘတ်ဖိဖို့လိုအပ်လာပြီဆိုလို့ဟိုဘက်ကညွှန်ကြားမယ်ဆိုလို့ရှိရင်လည်းပဲညွှန်ကြားတဲ့အတိုင်းလုပ်ရပါမယ်ရှင်အဲ့လိုစောင့်နေတဲ့အချိန်မှာလူနာကိုအစာတွေမကျွေးပါနဲ့အထူးသဖြင့်လူနာပေါ့နော်လေဖြတ်တာတို့ဒါမှမဟုတ်ရှင်ရုတ်တရက်နှလုံးသွေးကြောပိတ်တာတို့လူနာသတိလစ်သွားတွေတို့ဖြစ်တတ်တဲ့အတွက်ကြောင့်မလို့လူနာကိုအစာအသောက်မစားစေပါနဲ့ပေါ့နော်အဲ့လိုအစားတောက်စားမိလို့ရှိရင်လူနာအစာနှင်တာတို့ဘာလို့ဖြစ်တတ်တဲ့အတွက်ကြောင့်ပါနောက်တစ်ခုကဆေးကိုပေါ့နော်ဟိုဘက်က EMS ဘက်ကနေပြီးတော့ညွှန်ကြားတာမဟုတ်ဘဲနဲ့ကိုယ့်ဘာကိုဆေးမတိုက်ရပါဘူးပေါ့နော်အကယ်၍ဟိုဘက်ကနေပြီးတော့ဖုန်းရဲ့ဟိုဘက်ခြမ်းကနေပြီးတော့ညွှန်ကြားတယ်ဆိုလို့ရှိရင်ညွှန်ကြားတဲ့ဆေးတွေကိုတိုက်လို့ရပါတယ်ကိုယ့်အိမ်မှာအိမ်မွေးတိရစ္ဆာန်တွေဘာတွေရှိတယ်ဆိုလို့ရှိရင်လည်းဒီအိမ်မွေးတိရစ္ဆာန်တွေကိုဘေးကင်းတဲ့နေရာမှာထိန်းထားရမယ်ပေါ့နော်လိုအပ်လို့ရှိရင်တစ်ယောက်ကနေပြီးတော့ဒီအိမ်မွေးတိရစ္ဆာန်ကိုအပြင်ကိုထုတ်ထားတာပဲဖြစ်ဖြစ်အာထိန်းထားတာပဲဖြစ်ဖြစ်လုပ်ပေးရမယ်ပြီးလို့ရှိရင်လူနာကိုပေါ့နော်မကြောက်ရွံ့အောင်ငြိမ်သက်အောင်ပေါ့နော်စိတ်တွေမလှုပ်ရှားအောင်ဘေးနားကနေပြီးတော့ reassurance အနေနဲ့ calm down ဖြစ်အောင်စိတ်ငြိမ်အောင်ထားပေးရမယ်ပြောပေးရမှာမယ်ပေါ့နော်အရေးကြီးဆုံးကတော့လူနာကိုအဆက်မပြတ်ကြည့်ရှုနေပြီးတဲ့အခါမှာအကယ်၍လူနာအသက်လုံးဝမရှိတော့ဘူးနှလုံးခုမခုန်တော့ဘူးပေါ့နော်သွေးခုန်လုံးတွေမရှိတော့ဘူးဆိုလို့ရှိရင် CPR လုပ်တဲ့တင်ဆက်လုပ်ပေးရမယ်အခြေအနေပိုဆိုးလာတယ်ခုနပြောတဲ့ပထမဖုန်းဆက်ထားတဲ့အခြေအနေနဲ့မတူတော့ဘူးအခြေအနေတွေပြောင်းလဲသွားပြီအခြေအနေတွေပိုဆိုးလာပြီဆိုလို့ရှိရင်လေEMS ဘက်ကိုဖုန်းပြန်ခေါ်ပါဖုန်းပြန်ခေါ်ပြီးတော့ကိုယ့်ရဲ့လူနာရဲ့အခြေအနေတွေကိုပြန်ပြီးတော့ update ပေးပါတော့နော်ဘာဖြစ်သွားပြီလဲအဲ့ဒါမှဒါလေးကိုယ့်ဘက်ကနေပြီးတော့တင့်လျော်တဲ့ညွှန်ကြားမှုတွေကိုထပ်ပြီးနိုင်မှာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင် EMS ကရောက်လာပြီပေါ့နော်လူနာတင်ရင်ねဒီလိုဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကရောက်လာပြီဆိုလို့ရှိရင်သူကဆေးရုံမြောက်ခင်မှာသူတို့ကဘာတွေဝန်ဆောင်မှုတွေပေးနိုင်တယ်လဲဘာတွေဝန်ဆောင်မှုတွေပေးနိုင်တယ်လဲဆိုလို့ရှိရင်စရောက်ခြင်းလူနာကိုစစ်မယ်ပေါ့နော်အသက်ရှူနေသလားတတိရှိမရှိသွေးဖိအားတွေဘယ်လောက်ရှိလဲသွေးပေါင်ချိန်တွေရှိလား pressure တွေ check မယ်ရေးပေါ်ချိန်တွေရှိသလားဆိုတော့ check မယ်ပေါ့နော်အကယ်၍အောက်ဆီဂျင်တွေကျနေမယ်အောက်ဆီဂျင်တွေပေးတဲ့တင်ပြီဆိုလို့ရှိရင်အောက်ဆီဂျင်ပေးမယ်အသက်တွေကောင်းကောင်းမရှူတော့ဘူးဆိုလို့ရှိရင်လည်းပဲအသက်ရှူတဲ့ကုသမှုတွေကိုစတင်ပြီးတော့ပြုလုပ်မှာဖြစ်ပါတယ်။အကယ်၍လူနာကသွေးခုန်နှုန်းတွေမရှိတော့ဘူးနှလုံးခုန်တော့ဘူးဆိုလို့ရှိရင်လည်း CPR အဲ့မှာတင်ပဲစတင်ပြီးတော့လုပ်မှာဖြစ်ပါတယ်။သူတို့မှာဆိုလို့ရှိရင် AED ဆိုတဲ့စက်ပစ္စည်းပါလာတဲ့အတွက်ကြောင့်မလို့ AED နဲ့တက်ဆင်ပြီးတဲ့အခါမှာလူနာနှလုံးခုန်နှုန်းမမှန်မနဲ့ရုတ်တရက်သေဆုံးမှုတွေဖြစ်နိုင်တဲ့အခြေအနေဆိုလို့ရှိရင် AED ကနေမှတဆင့် shock တွေကိုdefibrillation တွေကိုလုပ်ပေးမှာဖြစ်ပါတယ်။အကယ်၍လူနာကသူထပ်တင်မှုအကြီးကျယ်ဖြစ်နေရဆိုလို့ရှိရင်လည်းပဲသူကသွေးသိပ်သွားအောင်bandage တွေနဲ့ပေါ့နော်ထိန်းပေးတာတွေလုပ်ပေးပါမယ်
ကဲဒီလိုမျိုးရေးပေါ်ကုသမှုတွေလုပ်ပြီးတော့သယ်ဆောင်သွားမယ်ပေါ့နော်ဆိုလို့ရှိရင်လည်းပဲလမ်းတစ်လျှောက်မှာနော်ကိုယ့်ရဲ့လူနာရဲ့အသက်ရှင်မှုတွေကိုလက္ခဏာတွေကိုစောင့်ကြည့်ပေးပါမယ်အဲ့မှာဘာတွေပါလဲဆိုလို့ရှိရင်သူ့မှာ EKG ပေါ့နော်နှလုံးခုန်နှုန်းတွေဘယ်လောက်ရှိသလဲအသက်ရှူနှုန်းတွေဘယ်လောက်ရှိလဲအောက်ဆီဂျင်တွေဘယ်လောက်ရှိလဲ pressure တွေဘယ်လောက်ရှိလဲဆိုတာကိုသူကတောက်လျှောက်စောင့်ကြည့်ပြီးတော့ဆေးရုံရောက်တဲ့အထိစောင့်ကြည့်ပေးမှာဖြစ်ပါတယ်ဒီကြားထဲမှာပြောင်းလဲမှုတွေဖြစ်လာမယ်ဆိုလို့ရှိရင်လည်းကုသမှုတွေပေးနိုင်ပါတယ်အကယ်၍လူနာကကြောရိုးထိတာတို့ထိရဒဏ်ရာရမှုတွေရှိတယ်ဆိုလို့ရှိရင်လည်းပဲသူကကာကွယ်ပေးနိုင်တယ် spine ပေါ့နော်ဒီကြောရိုးတွေကိုကာကွယ်တယ်ပစ္စည်းတွေသူ့မှာပါပါတယ်ပေါ့နော်အကယ်၍ဒီ level မှာဆိုလို့ရှိရင်ကြောရိုး level ကြောရိုးမထိခိုက်အောင်မို့ level collar တွေပါတယ်သူ့မှာပါတဲ့အတွက်ကြောင့်မလို့ပေးခြင်းအပြင်ဒီ level ကြောရိုးတွေမဖိတာတွေကိုသူကကာကွယ်ပေးတယ်ပေါ့နော်နောက်လိုအပ်လို့ရှိရင်လည်းပဲဆေးတွေပေါ့နော်တက်ကယ်ဆေးတွေလည်းဒီကားပေါ်မှာပါတဲ့အတွက်ကြောင့်မို့ဆေးတွေပြီးတွေIV fluid တွေIV therapy တွေသွေးကြောကနေမှပေးရတဲ့ဆေးတွေလည်းသူ့မှာရှိတယ်သွေးကြောကနေမှရေတွေဘာတွေပေးစရာလို့ရှင်လည်းသူကတခါတည်းပေးနိုင်ပါတယ်ပေါ့နော်အဲ့ဒါကြီးလုပ်ပြီးလို့ရှိရင်တော့သူကတင့်တော်တဲ့ဆေးရုံကိုသွားမယ်လို့ဆုံးဖြတ်လိုက်ပြီဆိုလို့ရှိရင်ဘေးဆေးရုံသွားရင်အတင့်တော်လို့ဆုံးဖြစ်မလဲဆိုတာကိုသူကဆုံးဖြတ်ပြီးပါတယ်ဆုံးဖြတ်ပြီးလို့ရှိရင်လည်းတင့်တော်တဲ့ဆေးရုံကိုရအောင်ပို့ပေးတယ်အမြန်ဆုံးနဲ့ရအောင်ပို့ပေးတယ်နောက်တစ်ခုကလည်းပဲအဲ့ဆေးရုံကိုကြိုတင်ပြီးတော့သူတို့ကအကြောင်းကြားပေးထားတယ်ပေါ့နော်တင့်တော်တဲ့ဆေးရုံကိုဘယ်လိုအကြောင်းကြားပေးလဲဆိုလို့ရှိရင်တော့အကယ်၍လူနာကလေဖြတ်နေတာလို့လက္ခဏာလို့ထင်တယ်ဆိုလို့ရှိရင်သူကလေဖြတ်တဲ့ team ပေါ့နော်ဆရာဝန်ကစပြီးတော့ team တစ်ခုလုံးကိုကြိုတင်ပြီးတော့ alert လုပ်ထားတယ်ကြိုတင်ပြီးအဆင်သင့်ဖြစ်အောင်လုပ်ထားတယ် CT scan တို့ဘာလို့ရိုက်နိုင်ဖို့လည်းအဆင်သင့်လမ်းကြောင်းရှင်းပေးထားတယ်ပေါ့နော်အကယ်၍လူနာရုတ်တရက်နှလုံးသွေးကြောပိတ်တယ်လို့ထင်နေဆိုလို့ရှိရင်လည်းပဲ cath lab cardiac cath lab ကိုကြိုတင်ပြီးအကြောင်းကြားထားတယ်နှလုံးသွေးကြောကိုပြန်ဖွင့်နိုင်တဲ့ team တစ်ခုလုံးကိုကြိုတင်ပြီးအကြောင်းကြားထားတယ်စက်ပစ္စည်းတွေကိုလည်းအဆင်သင့်ဖြစ်အောင်လုပ်ပေးထားတယ်ပေါ့နော်အဲ့လိုကြိုတင်ပြီးအကြောင်းကြားပေးထားတဲ့အတွက်ကြောင့်မလို့ဆေးရုံဘက်ကနေလေလိုအပ်တဲ့team တွေကိုကြိုတင်ပြီးတော့ခေါ်ထားတယ်ကြိုတင်ပြီးတော့အဆင်သင့်လမ်းကြောင်းရှင်းပေးထားတယ်ပေါ့နော်အဲ့ခါမှာနှောင့်နှေးမှုတွေမရှိတော့ဘူးပေါ့နော်နှောင့်နှေးမှုတွေမရှိဘဲနဲ့လူနာကိုကုသနိုင်တဲ့ကယ်တင်နိုင်တဲ့အချိန်မီကုသကယ်တင်နိုင်တဲ့အတွက်ကြောင့်မလို့လူနာအသက်ရှင်မှု chance ပိုပြီးများတယ်ပေါ့နော်နောက်တစ်ခုကလေဒီ EMS မှာပေါ့နော် ECG တွေဆွဲလို့ရလား troponin လို့ခေါ်တဲ့နှလုံးရုပ်တရက်သွေးကြောပိတ်တဲ့အခါမှာတက်လာတဲ့ enzyme တွေကိုစစ်လို့ရလားတခြားသွေးစစ်မှုတွေလုပ်နိုင်သလားဆိုတဲ့ question ရှိပါတယ်အဲ့ဒါကလေ EMS ပေါ်မှာမူတည်ပါတယ်ပုံမှန်အားဖြင့်ကတော့ EMS တိုင်းမှာဆိုလို့ရှိရင်တော့ EKG လို့ခေါ်တဲ့ ECG လို့ခေါ်တဲ့နှလုံး ECG ဆွဲတဲ့ပစ္စည်းတွေကပုံမှန်အားဖြင့်တော့လုပ်နိုင်ပါတယ်ပေါ့နော် troponin လို့ခေါ်တဲ့ဒီလိုနှလုံးရုပ်တရက်နှလုံးသွေးကြောပိတ်ရင်တက်လာတဲ့ enzyme တွေကိုတချို့တော့ EMS မှာပိုပြီးအဆင့်မြင့်တဲ့ EMS တွေမှာတော့ check နိုင်ပါတယ်တချို့ EMS တွေဆိုလို့ရှိရင်လည်းပဲနော်သွေးတွေထုတ်နိုင်ပါတယ် point of care လုပ်နိုင်တဲ့သွေးစစ်မှုတွေလုပ်နိုင်ပါတယ်အခြေခံသွေးစစ်မှုတွေဖြစ်တဲ့နော်ဆီတိုစစ်တာတို့ပေါ့နော်ဟီမိုကလိုဘင်စစ်တာတို့ပေါ့နော်ဒီလိုအခြေခံတွေကတော့ကားတိုင်းမှာတော့ရနိုင်ပါတယ် EMS တိုင်းမှာရနိုင်ပါတယ်ဒါပေမဲ့ပို့ပြီးတော့အဆင့်မြင့်တဲ့သွေးစစ်မှုတွေ troponin လို့ခေါ်တဲ့သွေးစစ်မှုတွေဒါမှမဟုတ်ရှင် electrolytes တို့တခြားပို့ပြီးအဆင့်မြင့်တဲ့သွေးဖောက်စစ်တဲ့အခြေအနေတွေကတော့တချို့ EMS တွေမှာအဆင့်မြင့်တဲ့ EMS တွေမှာရနိုင်ပါတယ်တစ်ခုနဲ့တစ်ခုတော့မတူပါဘူးပေါ့နော်ဒါဆိုလို့ရှိရင် standard ပေါ့နော် qualify ဖြစ်တဲ့စံပြဖြစ်တဲ့ရေးပေါ်ကားတစ်စီးတစ်ခုမှာ EMS တစ်ခုမှာဘာတွေပါသင့်တယ်လဲပေါ့နော်စံပြရေးပေါ်ကားတစ်စီးမှာဘာတွေပါသင့်တယ်လဲဆိုလို့ရှိရင်တော့လေ့ကျင့်ထားတွေtraining သေချာဆင်းထားတွေလုံလောက်တဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေပါဝင်ပါတယ်နောက်တစ်ခုကဆက်သွယ်ရေးကိရိယာပေါ့နော်ဆက်သွယ်ရေးဒီဆေးရုံကိုဆက်သွယ်နိုင်တဲ့ဖုန်းတွေဆက်သွယ်ရေးကိရိယာတွေပါဝင်ပါတယ်နောက်တစ်ခုကအောက်ဆီဂျင်တွေအသက်ရှူတာကိုအထောက်အကူပေးမယ့်ပစ္စည်းတွေပါဝင်ပါတယ် mask တို့ဘာလို့အကုန်လုံးပါတယ်အကယ်၍လူနာ cherry ဘာတွေပိတ်နေတယ်ဆိုလို့ရှိရင်လည်း cherry ဘာတွေကိုစုပ်ထုတ်နိုင်တဲ့ cherry စုပ်တဲ့set တွေပစ္စည်းတွေလည်းပါပါတယ်ပေါ့နော်အကယ်၍လူနာအသက်မရှူတော့ဘူးနှလုံးတွေလည်းမခုန်တော့ဘူးဆိုလို့ရှိရင်လည်း CPR လုပ်နိုင်တဲ့အရေးချင်းရှိတဲ့ဝန်ထမ်းတွေအလုံလောက်ပါပါမယ်နောက်တစ်ခုကလူနာပေါ့နော်ရုတ်တရက်အသက်ကိုတည်စေနိုင်တဲ့နှလုံးခုန်မမှန်မှုတွေဖြစ်လာပြီဆိုလို့ရှိရင် shock ပြန်လုပ်ပေးနိုင်တဲ့ AED ဆိုတဲ့ defibrillator လည်းပါပါတယ်ပေါ့နော်ECG ဆွဲစက်တွေလည်းပါပါတယ်လူနာရဲ့အသက်ရှင်တဲ့လက္ခဏာတွေဖြစ်တဲ့သွေးပေါင်ချိန်တို့နော်အောက်ဆီဂျင်တို့နှလုံးခုန်နှုန်းတွေကို monitor လုပ်နိုင်တဲ့စောင့်ကြည့်ရဲ့စက်တွေလည်းပါပါတယ်အဲ့ရင်လိုအပ်သလိုနော်သွေးတွေပါရေးထုတ်နိုင်တဲ့အခြေအနေတွေရှိပါတယ်လွယ်ကူပြီးတော့အခြေခံသွေးထုတ်တဲ့ပစ္စည်းတွေလည်းပါပါတယ်သွေးထွက်တဲ့ယူနဲ့ထိရတဲ့ရာမှာကုနိုင်တဲ့ပစ္စည်းတွေလည်းပါပါတယ်အထူးသဖြင့်
ကြောရိုးတွေဘာတွေကိုမရွေ့တော့အောင်လုပ်လို့ရတယ် collar တို့ splint တို့အဲ့ဒါကြီးအကုန်ပါပါတယ်ဆေးပစ္စည်းတွေလည်းအရေးပေါ်နဲ့ပတ်သက်တဲ့ဆေး protocol အရဆေးပစ္စည်းတွေပါပါတယ်သွေးကြောတွေကနေပေးနိုင်တဲ့ပစ္စည်းတွေ IV ပစ္စည်းတွေပါပါတယ် IV fluid တွေ normoxilin တွေဒါတွေလည်းအကုန်ပါပါတယ်ပေါ့နော်နောက်ဆုံးမှာတော့သူကလိုအပ်လို့ရှိရင်လိုအပ်တဲ့တင့်လျော်တဲ့ဆေးရုံကိုပို့ဆောင်ပြီးတဲ့တည်ပို့ဆောင်တဲ့ပစ္စည်းတွေပါပါတယ်တည်ပို့ဆောင်ပြီးတော့ဆေးရုံကိုပို့တဲ့အခါမှာဆိုလို့ရှိရင်လည်းပဲလူနာရဲ့အခြေအနေကဘယ်လိုဖြစ်လဲဘာတွေကုသပေးလဲဆိုရဲလွှဲပြောင်းပေးတဲ့ဆေးရုံလွှဲပြောင်းမှုစစ်တမ်းကိုလည်းပေးပါလိမ့်မယ်အရေးပေါ်ကားမှာပါဝင်တဲ့ပစ္စည်းတွေဟာတစ်ခုနဲ့တစ်ခုတော့တူချင်မှတူမယ်အခြေခံနဲ့အဆင့်မြင့်ဆိုပြီးတော့ကွဲခြားမှုတွေတော့ရှိနိုင်ပါတယ်ရှင်နောက်ဆုံးအနေနဲ့မပြောချင်တယ်ဆိုတော့ဒီအရေးပေါ်ကနေ EMS စစ်ကြောင်းတွေနဲ့ပတ်သက်လို့လူအများအပြားမှားယွင်းစွာနားလည်တတ်တဲ့အယူဆတွေအကြောင်းပြောမယ်နံပါတ်1လူတွေကဘာထင်လဲဆိုတော့အရေးပေါ်ကားကိုခေါ်လိုက်လို့ရှိရင်လူနာကိုပဲဆေးရုံပို့ပေးမယ်လို့ပဲထင်ပါတယ်အဲ့လိုမဟုတ်ပါဘူးရောက်ရောက်ချင်းလူနာကိုအရင်ဆုံးအကဲဖြတ်ပေးမယ်လိုအပ်ရင်လိုအပ်တယ်လို့ဆေးရုံပို့ပေးနိုင်တယ်လို့ဆေးရုံပို့ဖို့မလိုအပ်ဘူးဆိုလို့ရှိရင်လည်းနေရာမှာပဲစောင့်ရှောက်ကုသမှုတွေပေးနိုင်ပါတယ်နောက်တစ်ခုကကုသမှုတွေကိုဆေးရုံရောက်မှစမယ်လို့ထင်တယ်အမေရိကန်ကအလို့မဟုတ်ဘူး EMS ဝန်ထမ်းတွေကစောကြီးက train ထားတဲ့အတွက်ကြောင့်မလို့ဆေးကုသမှုကိုရောက်တဲ့အချိန်ကနေစောစစ်စီပေးတဲ့အတွက်ကြောင့်မလို့လူနာအတွက်အသက်ကယ်နိုင်နေအသက်ရှင်မှု chance ကလည်းကောင်းနေရလဒ်ကောင်းနေဖြစ်နိုင်ပါတယ်ပေါ့နော်အရေးပေါ်မဟုတ်လို့ရှိရင်အရေးပေါ်ကားမခေါ်သင့်ဘူးလို့ထင်တယ်အဲ့လိုတော့လည်းမဟုတ်ပါဘူးကယ်ပြီးကိုကမသေးချဘူးဆိုလို့ရှိရင်လည်း911ကိုဒါဖုန်းဆက်လိုက်ပါပုံမှာဖုန်းဆက်တွယ်ပြီးဖြေပေးမဲ့လူရှိပါတယ်သူတို့တွေကလည်းသေချာ training ဆင်းထားတဲ့အတွက်ကြောင့်မလို့အကြံဉာဏ်ပေးမယ်လိုအပ်ရင်လိုအပ်တယ်လို့အကူအညီပေးနိုင်ပါတယ်လိုအပ်လို့ရှိရင်သူကရေးပေါ်ကားကိုလွတ်ပေးမယ်သူတို့ကဆုံးဖြတ်ပေးပါတယ်နောက်တစ်ခုကအရေးပေါ်ကအမြန်ရောက်လာဖို့အတွက်လမ်းပေါ်ကစောင့်ပြီးကြိုရမယ်လို့ထင်တယ်အမေရိကန်ကအလိုမဟုတ်ဘူးကိုကဘယ်နေရာမှာလူနာကဘယ်နေရာမှာရှိနေလဲဆိုတဲ့တိကျတဲ့နေရာကိုလာပေးရမယ်လိပ်စာကိုလာပေးရမယ်သတင်းချက်လက်တွေကိုပေးရမယ်အနည်းပတ်ဝန်းကျင်မှာပေါ့နော်တိကျထင်ရှားတဲ့နေရာတွေကဘာရှိလဲဆိုတော့ပြောချင်းအဖြစ်သူတို့ကိုကူညီပေးချအဖြစ်ဒီအရေးပေါ်ကတိကျတဲ့နေရာကိုရောက်လာပါပါသူတို့က GPS ကိုသုံးပြီးတော့လမ်းစနစ်တွေကိုသုံးပြီးတော့ရောက်လာမှာပါနောက်တစ်ခုကလူတွေကထင်ကြတယ်ပေါ့နော်ရေးပေါ်ကားပေါ်မှာဆရာဝန်တွေပါလာမယ်လို့ထင်တယ်အမ်ထုံးစံအဖြစ်တော့ဆရာဝန်တွေမပါပါဘူးရေးပေါ်မှာကားမှာပါဝင်နေဝန်ထမ်းတွေကတော့တေးချာ training လေ့ကျင့်ပေးထားတဲ့ရေးပေါ်ဆိုင်ရာဆေးဘက်ဆိုင်ရာဝန်ထမ်းတွေပဲဖြစ်ပါတယ်သူတို့ကတော့ကျန်းမာရေးပညာရှင်တွေပါဒါပေမဲ့သူတို့ကဆရာဝန်တော့မဟုတ်ပါဘူးနောက်ဆုံးတစ်ခုကတော့အရေးပေါ်ကအမြဲတမ်းဈေးများတယ်ပေါ့နော်ပတ်စံတွေဘယ်လောက်ပေးရမလဲပေါ့နော်အဲ့ဒါကြလို့ရှင်တော့တနိုင်ငံနဲ့တနိုင်ငံမတူပါဘူးဒီအမေရိကန်မှာဆိုလို့ရှင်တော့ insurance ပေါ်မူတည်ပါတယ်ပေါ့နော်အာမခံကျန်းမာရေးအာမခံပေါ်မူတည်ပါတယ်အဲ့ဒါကလည်းနေရာအလိုက်ဒေတာလိုက်မတူဘူးပေါ့နော်တချို့ကျန်းမာရေးအာမခံတွေကတော့လေဒီရေဘော့ကောင်ကိုအသုံးပြုဖို့အပြည့်အဝပေးတယ်အာမခံတွေလည်းရှိတယ်လို့ချို့ကြလို့ရှင်လေတစ်စိတ်တစ်ပိုင်းသားကာမိတယ်ကျန်းမာရေးဝန်ဆောင်မှုတွေလည်းရှိပါတယ်ဒါကလည်းတနည်းအားဖြင့်တနည်းအားမတူပါဘူးဒီဝန်ဆောင်မှုတွေဘယ်လိုရှိလဲဆိုတော့လေကြိုတင်ပြီးတော့မြင်မြန်စုံစမ်းထားလို့လည်းရတယ်ပေါ့နော်နောက်မှားယွင်းတဲ့အယူအဆတစ်ခုကဒီ EMS တွေကလူနာကိုအမြဲတမ်းဆေးရုံပို့ပေးရမယ်လို့ပဲထင်တယ်အမေရိကလို့မဟုတ်ဘူးကုသဖို့မလိုအပ်ဘူးဆေးရုံမှာကုသဖို့မလိုအပ်ဘူးဆိုလို့ရှိရင်အခင်းဖြစ်တဲ့နေရာမှာပဲသူကကုသပေးတယ်အကြံကောင်းဉာဏ်ပေါင်းတွေပေးတယ်လိုအပ်တဲ့ကျန်းမာရေးဌာနကိုပို့ပေးတယ်ဆေးရုံပို့စရာမလိုဘူးဆိုလို့ရှိရင်သူတို့ကလည်းပို့ပေးမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်မလို့ဒီအရေးပေါ်ကားနဲ့ EMS အကြောင်းကိုကြိုတင်ပြီးတော့သိရှိချင်အပြင်ကိုကဘယ်လိုပြင်ဆင်ရမလဲပေါ့နော်မိမိကိုယ်နိုင်ရပဲဖြစ်ဖြစ်မိသားစုမှာပဲဖြစ်ဖြစ်အရေးပေါ်ကားကိုဘယ်အချိန်မှာခေါ်တင်တယ်လဲဆိုတာကိုလည်းသိတဲ့နေအရေးပေါ်ကားကိုလာပြီဆိုလို့ရှိရင်လည်းပဲကိုယ့်ဘက်ကဘာတွေကိုပြောရမလဲဘာတွေကိုပြင်ဆင်ထားရမလဲဆိုတာကိုလေဒီပညာပေးအစီအစဉ်ကိုနားထောင်ခြင်းအပြင်သိရှိလိမ့်မယ်လို့ယူဆပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။ဒီနောက်ဆုံးအနေနဲ့ကျွန်မပြောလိုတာပေါ့နော်။ဒီအရေးပေါ်ကားနဲ့ EMS လို့ခေါ်တဲ့ Emergency Medical Service အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုအကြောင်းကိုသိချင်အားဖြင့်ပေါ့နော်။မိမိကိုယ်ကိုယ်နဲ့မိမိရဲ့မိသားစုတွေနဲ့ပတ်သက်လို့ဘယ်အချိန်မှာဒီ service ကိုအသုံးပြုသင့်တယ်လဲဒီ service ကိုအသုံးပြုဖို့အတွက်ဘာတွေကိုပြင်ဆင်ထားသင့်တယ်လဲဆိုတာကိုရှင်းရှင်းအပြင်မိမိနဲ့မိမိရဲ့ချစ်တဲ့မိသားစုရဲ့အသက်အန္တရာယ်ကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲကျန်းမာပြီးတော့ဘေးကင်းလုံခြုံနိုင်ကြပါစေရှင်